အမှုတစ်ခုမှာကိုကရှုံးသွားပြီတရားရုံးကလည်းအပိသက်ဆုံးဖြတ်ချက်ချလိုက်ပြီဆိုပါစို့ဒါကိုမကျင်တယ်လို့ဒါမှမဟုတ်လက်မခံခြင်းလို့တခြားအုပ်ချုပ်ရေးအာဏာပိုင်တွေစီကိုတိုင်စာတွေရေးပို့ပြီးတော့တရားရုံးအမိန့်ကိုတားဆီးခိုင်းမယ်ပယ်ဖျက်ခိုင်းမယ်ဆိုရင်ရောတကယ်ပဲရနိုင်မလားတချို့ကငါတို့ဘက်ကအကြောင်းပြချက်လေးကောင်းရင်အာဏာပိုင်တွေကနေတစင်ဝင်ပြောခိုင်းရင်ရနိုင်မှာပဲလို့ထင်တတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီလိုအထင်ကတကယ်ရောမှန်ကန်ရလားတရားရုံးရဲ့အမိန့်ကိုမကျင်တယ်လို့တိုင်စာတွေရေးပြီးတော့တကယ်ပဲပယ်ဖျက်လို့ရသလားဆိုတာနဲ့ပတ်သက်လို့ဒီနေ့ဥပဒေကိုဥပဒေပြမျှဝေပေးသွားပါမယ်ဒီဇလန်ရဲ့မူရင်းစင်ထုံးကတော့1994ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံး UPC မာလကာနဲ့ GS ရှာမပါနဲ့ဥက္ကဋ္ဌမြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူသာသနာရေးအဖို့အဖွဲ့ချုပ်တရားမအထွေထွေ6လစီရင်ထုံးဖြစ်ပါတယ်ဇလန်က1992ခုနှစ် ARD တိုင်းပသိမ်မြို့မှာစတင်ပါတယ် UPC မာလကာဆိုသူကဥကိုပါခေါ်ဥမောင်တိန်ကိုသူ့မြေပေါ်ကနေဖယ်ရှားပြီးပေါ်တရားစွဲပါတယ်အကြောင်းကတော့ဥကိုပါဟာအဲ့ဒီမြေပေါ်မှာခွင့်ပြုချက်နဲ့ခတ်တနေထိုင်သူသာဖြစ်လို့ပါပဲဒီအမှုကိုမူလတန်တရားရုံးကစစ်ဆေးပြီးတော့ UPC မာလကာကနိုင်ပါတယ်ဥကိုပါကိုအဲ့ဒီမြေကနေဖယ်ရှားပေးဖို့အမင်းဒီဂရီချမှတ်လိုက်ပါတယ်ဒါကိုဥကိုပါကမကျင်တတ်ပါဘူးဒီမြေဟာငါပိုင်တာမဟုတ်ဘူးကာလီဘာလီဖျားပိုင်မြေဖြစ်တယ်ဆိုပြီးတော့တရားရင်ကျိုးထီကိုဆက်လက်အယူခံဝင်ပါတယ်ဒါပေမဲ့တရားရင်ကျိုးထီရောက်တဲ့အခါမှာတော့ဒီမြေကို UPC မာလကာရဲ့ဖခင်ကဖျားအတွက်လှူဒန်းထားခဲ့တယ်ဆိုတဲ့အချက်ကိုဘယ်သူမှခိုင်လုံတဲ့သက်သေအထောက်အထားမပြနိုင်ခဲ့ပါဘူးဒါကြောင့်တရားရင်ကျိုးကဥကိုပါဟာဒီမြေပေါ်မှာပိုင်ရှင်ရဲ့ခွင့်ပြုချက်နဲ့ခတ်တနေထိုင်သူသာဖြစ်တယ်လို့သုံးသပ်ပြီးတော့မူလအမိန့်အတိုင်းဖယ်ရှားပေးဖို့အပိသက်ဆုံးဖြတ်ခဲ့ပါတယ်အမှုကဒီနေရာမှာပြီးသွားပြီလို့ထင်စရာရှိပါတယ်ဒါပေမဲ့တကယ်ပြဿနာကအခုမှစတာပါအနိုင်ရထားတဲ့ UPC မာလကာကတရားရုံးအမိန့်တိုင်းမြေကိုပြန်လည်ရယူဖို့1993ခုနှစ်မှာဇာရီမှုကိုဆက်ဖွင့်ပါတယ်မြေကိုဝရံကပ်ပြီးသိမ်းယူဖို့လှုံ့ဆော်နေတဲ့အချိန်မှာပဲမမျှော်လင့်ထားတဲ့ဇက်ကောင်တို့ကဝင်လာပါတယ်သူကတော့မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူသာသနာရေးဗဟိုအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ GS ချာမပါပဲရှာမနဲ့ဥက္ကပါတော့ပူပေါင်းပြီးတော့အဲ့ဒီအချိန်ကအာနာပိုင်အဖွဲ့အစည်းဖြစ်တဲ့အေယာဝတီတိုင်းညီဝက်ပြပြမှုတိဆောက်ရေးအဖွဲ့ဥက္ကဋ္ဌစီကိုစာတစောင်ရေးပို့လိုက်ပါတယ်စာထဲမှာဘာပါလဲဆိုတော့ဒီမြေဟာကာလီဘာလီဖျားပိုင်မြေဖြစ်ပါတယ်ဒါကြောင့်ပတင်ခရိုင်တရားရုံးကဝရန်ထုတ်သိမ့်ပိုက်တာမျိုးမလုပ်ဖို့တားမြစ်ပေးပါဆိုပြီးတော့ရေးသားခဲ့တာပါပို့ဆိုတာကအဲ့ဒီစာရဲ့မိတူတွေကိုတရားသူကြီးချုပ်ရှေ့နေချုပ်နဲ့တခြားအာဏာပိုင်အဖွဲ့အစည်းတွေကိုပါဖြန့်ဝေပေးပို့ခဲ့တာပဲဖြစ်ပါတယ်ဒီလိုရဟာတရားစီရင်ရေးကဏ္ဍကိုတိုက်ရိုက်ဆင်ခေါ်လိုက်တာပါပဲတရားရုံးအဆင့်ဆင့်ကအပိသက်ဆုံးဖြတ်ထားတဲ့ကိစ္စတစ်ခုကိုတရားရုံးအပြင်ဘက်ကအုပ်ချုပ်ရေးအာဏာပိုင်တွေကနေတဆင့်ဝင်ရောက်ဆွဲဖက်ဖို့ကြိုးစားတာဟာဥပဒေအရလုံးဝခွင့်ပြုမထားပါဘူးဒါကြောင့် UPC မာလကာရဲ့ရှေ့နေက GS ချာမနဲ့ဥက္ကိုပါတော့ကိုတရားရုံးများမထီမဲ့မြင်ပြုခြင်းအဥပဒေပုံမှန်3နဲ့အရေးယူပေးဖို့တရားရုံးချုပ်ကိုအထွေထွေ6လတင်ခဲ့ပါတယ်သူတို့ရဲ့တိုင်ကြားစာဟာတိုင်းတရားရုံးနဲ့တရားရုံးချုပ်ရဲ့အပိသက်စီရင်ချက်ကိုအတိအလင်းဆန့်ကျင်ဝေဖန်ရာရောက်တယ်လို့အကောင့်တွေဖော်ရမဲ့ဇာရီမှုကိုလည်းဓာတ်ရိုက်နှောင့်ယှက်ဆွတ်ဖက်ရရောက်နေတယ်လို့တရားရုံးချုပ်ကသုံးသပ်ခဲ့ပါတယ်ကိုလိုချင်တဲ့ရလက်မထွက်လို့တခြားအာဏာပိုင်တွေကိုအသုံးချပြီးတော့တရားရုံးအမိန့်ကိုတားဆီးခိုင်းတာဟာတရားရုံးကိုပြောင်ပြောင်တင်းတင်းမထီမဲ့မြင်ပြုရရောက်တယ်ဆိုတာသက်သေပြလိုက်တာပဲဖြစ်ပါတယ်အရှိအနေတွေတင်းမာလာတဲ့အခါမှာတော့တရားစွဲခံရသူတွေဘက်ကအမှားကိုသိမြင်သွားပါတယ်ဥက္ကပါဟာတရားရုံးအမိန့်တိုင်းအဲ့ဒီမြေကနေဖယ်ရှားပေးခဲ့ပါတယ်ပြီးတော့သူတို့ရဲ့ရှင်းနေကတဆင့်တရားရုံးချုပ်ကိုရွှင်ချက်မရှိဝန်ချတောင်းပန်ခဲ့ပါတယ်သူတို့ရဲ့လုပ်ရဟာတရားရုံးကိုမထီမဲ့မြင်ပြုဖို့ရည်ရွယ်တာမဟုတ်ဘဲနဲ့ဟိန္ဒူဘာသာဝင်အချင်းချင်းစူပူမှုမဖြစ်စေဖို့နဲ့ဖျားเจ้าတည်တဲ့ရဲ့အတွက်စေတနာရှိထားပြီးတော့မတော်တဆအမှားလုံးမိတာပါနောင်ကိုတတိကြီးစွာထားပါမယ်ဆိုပြီးတော့ချောက်ထားခဲ့ပါတယ်တရားရုံးချုပ်ကလည်းသူတို့ရဲ့ရွှင်ချက်မရှိဝန်ချတောင်းပန်မှုကိုလက်ခံခဲ့ပြီးတော့ပြစ်ဒဏ်စီရင်ခြင်းကနေကန့်လွတ်ခွင့်ပြုခဲ့ပါတယ်ဒီမှုကနေကျွန်တော်မိတ်ဆွေတွေမှတ်သားထားရမယ့်သင်ခန်းစာကတော့ရှင်းပါတယ်ဘာသာရေးအရာပဲဖြစ်ဖြစ်ဘလို့ရည်ရွယ်ချက်ကောင်းတဲ့ပဲဖြစ်ဖြစ်တရားရုံးကအပိသက်ချမှတ်ထားတဲ့အမိန့်ကိုတခြားနည်းလမ်းတွေနဲ့ကြိုးလွန်တားဆီးဖို့ကြိုးစားတာဟာဥပဒေအရကြီးလေးတဲ့ပြစ်မှုများနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်ဥပဒေရဲ့အဆုံးဖြတ်ကိုအားလုံးကလေးစားလိုက်နာဖို့လိုအပ်တယ်ဆိုတာဒီဇလန်လေးကမိမောင်းထုတ်ပြနေပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်အကျိုးရှိတယ်ဆိုရင်လည်း comment မှာရေးသွားပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ